မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးရတော့ဗောနော် Samsung A16 MTK CPU သုံးထားတဲ့အလုံးလေးကိုကျွန်တော် Analog 2နဲ့ FRP ကြော်ပြတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ FRP ကြာနေတဲ့အနေအထားမှာဗောနော်ဖုန်းကိုပါဝါဖွင့်ပြီးတော့ကျွန်တော်တို့ကြိုးထိုးပြီးတော့ဒီအပေါ်ဆုံးက Con ADB Read Info ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒါသူ့ရဲ့ model ဗောနော် model ကိုကြည့်လို့ရတယ်ဗောနော်ဒါမှဒါဆိုရင် SM 165F ပေါ့နော်ဒီ model ပေါ့နော်ဒီအခုလောက်ပြည့်မဲ့အလုံးလေးရတာအဲဆိုရင်ကျွန်တော်တို့ကဒီမှာရှာလိုက်မယ်ပေါ့နော်သူ model ရှာမယ်ရှာပြင်ကျွန်တော်တို့ကပုံမှန်ဆိုရင်ဒီလို MTK CPU သုံးထားတဲ့အလုံးတွေဆိုရင်ပေါ့နော်ကျွန်တော်တို့က power ပိတ်မယ်ပြီးလို့ရှိရင်အပေါင်းကြီးအနှုတ်ကြီးနှိပ်ပြီးကျွန်တော်ကြိုးထိုးလိုက်မယ်ဆိုရင်ဗျာဒီပေါ့တီးရပေါ့နော်ဒီဆန်ဆောင်လေးကတော့ဒီလိုမဟုတ်ဘူးပေါ့နော်သူကတက်ပွိုင်းထောက်ပေးရတယ်ပေါ့နော်တက်ပွိုင်းထောက်ပေးရတယ်ဒီပေါ့တီးအောင်ပေါ့နော်အဲ့မှာတက်ပွိုင်းလေးထောက်ပြီးတော့ကျွန်တော်ကချက်ဖြည့်ပြရမယ်ပေါ့နော်ကျွန်တော် device manager လေးကိုချက်ဖွင့်ထားမယ်ပေါ့နော်ဖေးသွားတယ်ပေါ့နော်ဖေးသွားတယ်ဆိုတော့ကျွန်တော်ကဒီမှာသူအောက်က model ရွေးရမယ့်နေရာမှာကျွန်တော်ကဒီ DA file ရွေးရမယ့်နေရာမှာဗျာအဲ့ဒါရွေးတာမှားနေလို့ပေါ့နော်ကျွန်တော်ပြန်တစ်ချက်ပြန်ရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ကဒီ DA ရွေးရမယ့်နေရာမှာဒီ model သူ့ model ကိုရွေးပေးရမယ်ပေါ့နော်ကျွန်တော်တို့က model ရွေးပြီးသွားပြီဆိုရင် preloader area FRP ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီလိုစာတန်းလေးပေါ်လာပြီနော် waiting for device ပေါ့အဲ့လိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဖုန်းကိုတက်ပွိုင်းထောက်ကမယ်ပေါ့နော်ဒီပြထားတဲ့ဒီမှာကျွန်တော်ပုံမှာပြထားတဲ့ point လေးနှစ်ခုကိုဇာကနာလေးနဲ့ပူးပြီးမှကျွန်တော်ကကြိုးထိုးရတာပေါ့နော်အဲ့လိုပေါ့တီးသွားပြီဆိုရင်တော့ဇာကနာကိုပြန်လွှတ်လိုက်လို့ရပြီပေါ့ဗျာဒါဆိုရင်တော့ log ရဲ့အနေထားပေါ့ဗျာကျွန်တော်တို့တစ်ချက်လောက်စောင့်ကြည့်လိုက်မယ်FRP okay လို့ပြသွားရင်တော့ဒါအဆင်ပြေပြီပေါ့နော်ကျွန်တော်ဒီဖုန်းကိုကြိုးဖြုတ်ပြီးတော့ power ဖွင့်လိုက်မယ်ဆိုရင်တော့ဒါ FRP ကြော်တဲ့အနေထားကိုတွေ့ရမယ်ပေါ့နော်ကျွန်တော်ဖုန်းကိုတော့မပြတော့ဘူးပေါ့ဗျာကျွန်တော်ရဲ့ YouTube channel လေးမှာအခုလိုဗီဒီယိုလေးတွေအများတန်းတင်ပေးသွားမယ်ပေါ့နော်ကျွန်တော်ကြုံရင်လို့တင်ပေးသွားမယ်ဆိုင်မှာလာလောက်တဲ့error လေးကိုကျွန်တော်ဗီဒီယိုရိုက်ပြီးတင်ပေးမယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ပြီးတော့အားပေးခဲ့ပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ပေါ့နော် Okay ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျ